ရပြီနော်ဟုတ်ရဲ့တော့ပထမဦးဆုံးဗာပြရဲဆိုတာအဲ့မှာရေးလိုက်ပါဦးဗိဓမတသင်္ဃလို့ခေါ်တဲ့သင်္ကြန်ကပြောတဲ့စကားပေါ့ကျွန်တော်တို့ကဒါနဲ့ပဲမှတ်တယ်အဲ့တော့တတ္ထတွေဥပိ္ပခာသာကတတန္တိရဏာနိစေဝအထမဝိပါကနိသနဝရူပဝိပါကနိစေတိဝိပါကနိစေတနိစေတိဧကုတဝိတေဧကုဏဝိတေစေတနိပိတနိမေနာရှိတိကိစ္ဆာနိနာမှာတဲ့တတ္ထကိုစိတ်တို့အဲ့ဒီစိတ်တွေထဲမှာတွေနှစ်ပါးကုန်တော့တွေရနှစ်ပါးကုန်တော့ဥပိ္ပခာသာကတာနိစေဝဥပိ္ပခာသာဟုဒီမှာဥပိ္ပခာသာကတာဥပိ္ပခာသာကတာတန်တိရဏာနိဥပိ္ပခာသာဟုတန်တိရဏစိတ်တို့သည်၎င်းသာကိုတန်တိရဏစိတ်တို့သည်၎င်းစိတ်တို့ဒီလည်းကောင်းအဲ့ဒီသိရင်သိလို့ဆောင်လေးဝယ်ထားပြီးတော့နော်အဲ့ဒါလေးလိုက်မှတ်ထားမယ်ကြက်တိုင်းတော့ပုံကောင်းတယ်တို့ဒီလည်းကောင်းစေဝဆရာလည်း၎င်းလို့ဒီလိုရစဆိုတာလည်း၎င်းလို့ဒီလိုရအဲ့တော့အဲ့လိုနှစ်ခုနေပြလို့ရှိရင်စေဝနဲ့စစုံလိရမှာရှေ့မှာစေဝနောက်မှာစအဲ့လို၎င်းဆိုတဲ့အဓိပ္ပာယ်နှစ်ခုရှင်းလာပြီဆိုရင်စေဝနဲ့စရှင်းလာရင်စနဲ့နှစ်ခုပါလာရင်ရှေ့မှာစေဝထားတယ်နောက်မှာစထားတယ်၎င်းဆိုတဲ့အဓိပ္ပာယ်အဲ့တော့နှစ်ပါးကုန်သောဥပိ္ပခာသာကိုတန်တိရဏစိတ်တို့ဒီ၎င်းအထ၈ပါးကုန်သောမဟာဝိပါကာနိအထဆိုတာအလုံးသိပြီးသားပဲမလေးတော့၈ပါးကုန်သောမဟာဝိပါကာနိစတော့မဟာဝိဘစိတ်တို့ဒီ၎င်းမဟာဝိဘစိတ်တို့ဒီ၎င်းမဟာဝိဘစိတ်ဒီ
နောက်နဝကိုးပါးကုန်တော့နဝကိုးပါးကုန်တော့ရူပရူပဝိပါကနိရူပရူပရူပနဲ့အရူပလို့ခုဖဲလိုက်ရူပရူပဝိပါကနိရူပအရူပဝိမစိတ်တို့ဒီ၎င်းရူပအရူပဝိမစိတ်တို့ဒီ၎င်းငါဝိမစိတ်တို့ဒီ၎င်း၎င်းဣတိတို့ဧကုဏဝိတတိဧကုဏဆိုတာတစ်ခုရောတာဝိတတိက20နော်ဧကုဏဆိုတာတစ်ခုရောတာတစ်ခုရောတာအဲ့တော့20ကိုတစ်ခုရောတော့ဘယ်လောက်19အဲ့တော့ဧကုဏဝိတတိ19ပါးဘုံတော့စိတ်ဓာတ်ဒီစိတ်တို့ဒီအတိတန်ဒီဘဝင်ကသုတိကိစ္စဒီနာမအတိတန်ဒီဘဝင်သုတိကိစ္စတတ်သောစိတ်တို့မြည်ကုန်၏အတိတန်ဒီဘဝင်သုတိကိစ္စတတ်သောစိတ်တို့မြည်ကုန်၏ကိစ္စပါနော်ကိစ္စတတ်သောစိတ်တို့မြည်ကုန်၏အဲ့လိုလာတာပေါ့နော်ညီကုန်ဦးအဲ့တော့ဒီကဂရိတန်တွေဝင်သုတိကိစ္စတက်တော့စိတ်ညီတယ်အဲ့တော့ဘာတွေလဲဆိုရင်ဥပိ္ပခာနာကိုတန်တိတနာ2ပါးရဲ့မဟာဝိပဿနာ7ပါးရဲ့ရူပအရူပတတိယပြည့်မဟဂုတ်ဝိပ္ပ9ပါးရဲ့ပေါင်းမယ်2ပါး19ပါးဟာဂရိတန်တွေဝင်သုတိကိစ္စတက်တဲ့စိတ်ညီတယ်အဲ့တော့အဲ့ဒါတွေကအဲ့ရထွက်လာတာနော်အဲ့ဒီပါဠိတွေကထွက်လာတာဖြစ်တယ်နောက်နောက်ကြပါလာလဲဆိုတော့အာဝေဒနာကိစ္စဒီပါဏတွေတဲ့အာဝေဒံကိစ္စတတ်သောစိတ်တို့ဒီကအဲ့တော့ဒီကဒွေတစ်ပါးဒီလိုလာတာနော်ဘာပြောနေရဆောက်ပြောနေမရဘူးပါဠိတော်ကိုအားကိုးရတယ်ပါဠိတော်ကပြောတဲ့အတိုင်းပဲပြောရတာဖြစ်တယ်အဲ့တော့ဘာလို့မရဘူးလားအဝေဒနာကိစ္စဒီပါဏာအဝေဒနာကိစ္စတတ်သောစိတ်တို့ဒီကစိတ်တို့ဒီကဒွေနှစ်ပါးဒီဒါနမူနာလောက်ကြတာနော်အဲ့တော့ဆရာပြည့်တင်နေကြတဲ့ပုံကိုယ်တွေကဘာလို့ရမလဲဆိုရင်အဲ့တင်းညိုစာအုပ်လေးတွေအထောက်ထားနဲ့ပြောနေတော့တင်းညိုစာအုပ်လေးတွေဝယ်ထားတာအကောင်းဆုံးပေါ့နော်အဲ့တော့ရေတို့ပြီးတဲ့ဆိုင်မှာဒီဘက်ကတင်ကတင်းညိုစာအုပ်ပေးပါဆိုရင်အဲ့ဒါလေးရတယ်ကိုကမသိရင်လည်းတီးတဲ့ဝင်းချင်းတွေဒီမှာပြန်ပြီးတော့လည်းဒါမှမဟုတ်လေးတရားကြိုက်ပြီးသားပေးဆိုကိုကခုခေတ်ကလွယ်တယ်ကျွန်တော်တို့ခေတ်တော့အနဲ့တေးရတာခုကျတော့ဗာပြည့်မလဲကွန်ပျူတာနဲ့ဗာနဲ့တေးထားပြီးသားပါတယ်အဲ့ဒါမျိုးလေးဆိုကိုကအော်ဒီလိုဒါကြောင့်ရတယ်နော်ဒါကြောင့်ဒီကားဒီကထွက်လာတယ်ဆိုတာသိဖို့ဖြစ်ပါတယ်ဟုတ်ပြီနော်ဟောဖတ်လို့မရဘူးလေဒီရပါပါအာဝေဒနာကိစ္စနိပါဏာဒေပါဏအာဝေဒနာကိစ္စနိပါဏာတွေအာဝေဒနာကိစ္စတက်သောစိတ်တို့ဒီကစိတ်တို့ဒီကဒွေနှစ်ပါးဒီအဝိညာဉ်ကိစ္စတတ်တဲ့စိတ်ကနှစ်ပါးပဲရှိအဲ့ဒါဘာလဲဆိုရင်အဝိညာဉ်တော့မင်းသားတော်လားဝိညာဉ်နဲ့
မနောတာဝဇံဟုတ်ပြီနောက်သူ့အောင်ကျင်းတဲ့ဆန်းနဲ့ကျင်းလိုက်ရပြီဒီရပြီလားကျွန်တော်ကြီးကြီးရေးလိုက်တယ်ခင်ဗျာဖတ်နေအောင်ဒါလားဒါလားပဋိသန္ဓေကိစ္စနိနာမပဋိသန္ဓေကိုသုတိကိစ္စတတ်တော်စိတ်တို့မိကုန်ပြီပြောပြရကျွန်တော်ကြီးကြီးရေးတယ်အဲ့ဒါမြင်လာတယ်ကြတော့မြင်လားမြင်ရလားတတနာတဝနာခာယနာတာယနာဖုဒနာတံပရိစ္ဆနာဒိဋ္ဌာနိစရလားမသိနော်အဲ့မှာတခြားဆိုတာထို့တူတတနာတော့ဘာလို့လဲတင်လဲမြင်တာတတနာဆိုတာမြင်တာမြင်ချင်းကိစ္စကိစ္စလေးထည့်လိုက်တယ်တဝနာဆိုတာကြားတာကြားခြင်းကိစ္စလေးတဲ့ဂါယနာဆိုတာဗာလဲဆိုနာနာတာယနာဆိုတာရက်တာကျွန်တော်ကတော့လည်းအတူလေးပဲရေးပြီးသွားမယ်ကျွန်တော်အဲ့ကိစ္စတွေတဲ့လေရက်တာပေါ့ဗျာရက်တာနောက်ဖုဒနာဆိုတာထိတွေ့တာဖုဒနာထိတွေ့တာတံပရိစ္ဆနာဆိုတာဘာလို့လဲလက်ခံလက်ခံဒီကိစ္စရှိတော့စိတ်တို့ဒီပြီးအဲ့တော့မှစိတ်တို့ဒီလီတွေနှစ်ပါးဒီအဲ့တွေလေးကလိုက်လာနှစ်ပါးပဲအဲ့ဒါလေဟာတွေနှစ်ပါးဒီရလာမသိမြင်ရလာတော့မသိအဲ့တော့ခေါ်တာပြောလိုက်ပြီရနော်ကျွန်တော်ရှင်းပြမယ်နော်ဟောလာတော့အဲ့စိတ်တွေမှာတွေနှစ်ပါးကတော့ဥပေက္ခသာကရာတန်တိရဏာနိစေဝဥပေက္ခသာကိုတန်တိရဏစိတ်တို့ဒီ၎င်းအဲ့နာ7ပါးကမဟာဝိပါကနိစ္စမဟာဝိပဲစိတ်တို့ဒီ၎င်းနဝ9ပါးကတော့ရူပဝိပါကနိစ္စရူပအရူပဝိပဲစိတ်တို့ဒီ၎င်းဣတိဤတို့ဣတိတို့ဧကုဏဝတ္တိတစ်ခုရုပ်20ဖြစ်ကုန်တော့တဏှိ19ပါးကုန်တော့စိတ်ဓာတ်ဤစိတ်တို့ဒီပဋိ
ရိသန္တိဘွင်ကသုတိကိစ္စနိနာမပရိသန္တိဘွင်သုတိကိစ္စတတ်သောစိတ်တို့မြည်ကုန်ဤနာမဆိုမြည်ကုန်ဤဟုတ်ပြီနော်နောက်အာဝိဇ္ဇနာကိစ္စနိပါဏတွေအာဝိဇ္ဇကိစ္စတတ်သောစိတ်တို့ဒီကာပါဏတွေတစ်ပါးတွေအာဝိဇ္ဇကိစ္စတတ်တဲ့စိတ်ကဘယ်နှပါးနှစ်ပါးတထာထို့အတူသာရှေ့ရအောင်လှမ်းဆွဲတာအဲ့ဒီလိုပဲယန္တနာမြင်ကြီးကိစ္စသုမနာကြာကြီးကိစ္စခာယနာဉာဏ်ကြီးကိစ္စကာယနာရချစ်ကိစ္စဘုဒ္ဓနာထိပွေကြီးကိစ္စတံပရိစ္ဆနာလက်ခံကြီးကိစ္စကြီးတော့စိတ်တို့ဒီလဲဒွေနှစ်ပါးဒီတထာလို့ပြောတာလေရှေ့ရအောင်နဲ့ဒီလိုဒွေကိုလန့်ဆွဲတာအဲ့စဟုတ်ပြီနော်ရလားမသိဘူးအဲ့ဒါဆိုရင်အာဝေဒံကိစ္စကလည်းနှစ်ပါးနော်အာဝေဒံကိစ္စကလည်းနှစ်ပါးပဲနောက်ကဘာဖြစ်မလဲဆိုရင်မြင်ချင်းကြားချင်းသက္ကုဝိညာဉ်တွေသောတာဝိညာဉ်တွေခန္ဓာဝိညာဉ်တွေဇေဝဝိညာဉ်တွေကာယဝိညာဉ်တွေတမ္ပရိဆိုင်တွေအဲ့ကောင်တွေကလည်းပါနှစ်ပါးစီပဲလာပြီနော်ဟုတ်ပြီကဲအဲ့ဒီတော့ရလားမသိဘူးအဲ့ဒီရလားရပြီနော်မိုင်းရရနော်အဲ့ဒါကျွန်တော်ပြောသလိုပဲနော်မာကြီးကလည်းလည်းပြင်းဖြစ်သွားတော့ဖိစိတ်က theory တွေတော့မှတင်းလာတာပဲဒါဘာဝင်လဲဟုတ်တယ်မလားခဏကျွန်တော်ပြောသလိုပဲလက်တော်ရှိစီရတယ်တချင်းလိုက်နားထောင်လိုက်နော်ချိန်ထဲမှာပြန်တွေးလိုက်ဟုတ်တာပဲလို့ငါဟိုတုန်းကလေကြည့်တယ်မလားဟိုတုန်းကငယ်ငယ်တုန်းကအဲ့ကြောင့်အဲ့လိုဖြစ်တာဒါလည်းကခဏပြန်ကြည့်မယ်ဒီလိုဟုတ်ပြီနော်ကဲအဲ့ရှင်းဆက်မယ်ကဲနောက်ဘာလာမလဲဆိုจินิတန်ဒီရဏကိစ္စနီဒီနည်းသုံးပါးကုန်သောစိတ်တို့သည်ဒီနည်းသုံးပါးကုန်သောစိတ်တို့သည်တန်တိရဏကိစ္စနိတန်တိရဏကိစ္စတတ်သောစိတ်တို့လူတော်၏တဏှာကိစ္စတတ်တော့စိတ်လိုလူကောင်းတယ်။နောက်နောက်တစ်ခုကဘာလဲဆိုတော့မနောဒရာဝေဒနာမေဝမနောဒရာဝေဒနာတိတာလေးပိစဒွာရီပိစဒွာတိုင်း၌ဝဋ္ဌမနာကိစ္စံဝုထောကိစ္စကိုတာတိပြီးပြီးလေ၏ပိစဒွာရီပိစဒွာရ၌ဝဋ္ဌမနာကိစ္စံဝုထောကိစ္စဝုထောကိစ္စကိုတာလေကြည့်ပြီးစေ၏
သာလေတိပြည်သေး၏ဘယ်လိုမြင်ရင်ပြောပါဟမ်ဆိုင်ကတော့ဆမရဝိုင်းချမ်းနဲ့မော်တာနဲ့ပြောဆရာကိုတွားတာဟိုပါဝိုင်းချနဲ့လို့တာလို့မောင်းချနဲ့ဟလားရတယ်ဆိုရင်ရေးရတယ်အာဝိဇ္ဇနာတွားရဝေဒိတာနိဟုတ်ပြီနော်အဲ့မှာပါလေအာဝိဇ္ဇနာတွားရဝေဒိတာနိအာဝိဇ္ဇံတွေးဒီတရားကုန်သောအာဝိဇ္ဇံတွေးတရားကုန်သောအာဝိဇ္ဇံတွေးကျင်လာတဲ့ကုသလဖလကိရိယာစိတ်ဓာနီကုသိုလ်ရဲ့ကုသိုလ်အကုသိုလ်ဖို့ကိရိယာစိတ်တို့ကုသိုလ်ရဲ့အကုသိုလ်ရဲ့ဖို့ရဲ့ကိရိယာစိတ်ရဲ့ပင်သာပညာသာသမဏကိစ္စဤ5ပါး55ပါးသောသောကိစ္စတတ်သောစိတ်တို့မြည်ကုန်၏သောကိစ္စတတ်သောစိတ်တို့မြည်ကုန်၏ဟုတ်ပြီနော်စိတ်တို့ညီကုန်၏โอเคအဲ့တော့